妹妹，打边要比，对的。妹妹啥不打回来啦？大嘞，ဘာလို့ရှောက်ဝယ်လာလဲ။အိမ်မှာလည်းဟင်းနေအများကြီး။ပြီးတော့မေဒါတွေမှမကြိုက်တာ။စားလည်းမစားတတ်ဘူးလေ။မကြိုက်ဘူးဆိုတော့တည့်ရတာနဲ့နောက်မွေးခဲနဲ့နော်တာနော်။ 妹妹ကလည်းဒါစားစိတ်ချင်လို့ဝဲလာလေ။ဒါဝဲလာလိုက်တယ်အမေကအဲ့လိုပဲပြောနေတာ။ မကြိုက်တာ။တာရဲ့နောက်ဝယ်မလာခဲ့နဲ့နော်တာလေနော် ပြီးတော့နောက်ဘယ်တော့မှလည်းဝဲမလာအောင်နော်။ အမေစီးဖူးစီးတီးအရန်ကောင်းတယ်အမေရဲ့ဟိုတော့တခါလေးဝင်စားအောင်နော်အမေနော်လုပ်ပါ စီးဘူးစီးတီး ဟုတ် တာလေမေမအဲ့စားစားတွေမစားတတ်တာ။ပြီးတော့မေအိမ်မှာလေခမင်းနေဟင်းနေအများကြီးပဲချက်ခဲ့တယ်။နော်တာနော်အိမ်ကျမစားမယ်လေတာကလေ မမေကလည်းအထမင်းနေနေနေ့တိုင်းစားနေရလေမမေအိုးကရောက်လောက်စားနေတခါလေးဝင်စားအောင်နော်မမေနော် ။တာလေးရဲ့မေမစားတတ်ဘူးလို့ပြောထားတယ်လေ။နောက်တကယ်ချင်းနေတဲ့ကြမှာစားမေမစားတော့ဘူးနော် မမေကအပြောလိုက်ရင်အဲ့လိုအကောင်းမစားတော့ ။တာလေး မမေထမင်းစားနေရ ဘိုင်းနဲ့စားအော်မမေကလည်းဒီငပိတွေစားနေပြန်ပြီ ဟုတ်ဘူးဟဲ့တာ မမေတူးတူးရှိတယ်ငပိတွေနဲ့မတဲဘူးလေမမေရဲ့ နည်းနည်းလေးပါသားရဲ့ အော်မမေကလည်းအဲ့မတဲရကြမှာဒီငပိကြီးကျူလို့ရှိရင်တအိမ်လုံးနန်နေရပဲတော့အနောက်မခံနိုင်ဘူးနောက်မစားနိုင်တော့ဘူးနော် အေးပါစားတော့ ဒီကအစားတောက်တွေကရန်ကောင်းတာပဲသိလားငါလေးဒီကရမ်းမီကိုရမ်းကြိုက်တာပဲငါမေဆိုသဘောကျမှာဟာနောက်ကတော့ငါမေကိုခေါ်ပြအောင်ခေါ်ခဲ့အောင်မယ်နင်တို့လည်းနင်တို့မေခေါ်ပြီးလာစားချလေ လာမယ်ဒီလိုကောင်းကောင်းတော့အမေကိုကြွေးကြွေး ငါမိကတော့ဒီဆိုင်ကိုသဘောကျမှာမဟုတ်ဘူးဟိုနောက်တိုင်းလဲစားတယ်မှာမဟုတ်ပါဘူးကွာဟိုနေ့ကငါဒီဆိုင်ရှိရောက်လို့အမေစားမယ်ဆိုခေါ်တာအဲ့ဒါကိုငါတော့မှအပြစ်ပြောသွားသေးငါတော့ခေါ်တော့ပါဒါပေမဲ့ तू ကကြိုက်တာတခုတော့ရှိရဲ့သလားညံတူးနေရဲ့ငါပြည့်ရည်နဲ့ကြက်ယူးတော့ပဲ तू ကကြိုက်တာအဲ့တော့ငါတော့ခေါ်စိတ်ကူးတော့မရှိဒုက္ခပါပဲတားအတွက်ဈေးတရားလည်းလိုသေးတယ်ဘာဖြစ်ပါ့အေးစီလေးချွေတာပြီးတုံးလိုက်တာပေါ့ဟယ်လိုတတငါနေတော့အိမ်သားရောက်နေတယ်ဟာမလာရှန်ကောလည်းဝယ်လာတယ်ပြီးတော့ဟိုကောင်နေလည်းလာမယ်ပြောတယ် ဟောရရဒီတငယ်ချင်းရဲ့ဒါကနော်တငယ်ချင်း အေးတတ ဟာဟေးညမ်းလိုက်လားတကယ်ချင်းဒါထိုင်ကဲပြောပါအောင်ဘလို့ဖြစ်ပြီးတော့ကောက်ခံခံရောက်ချလာတယ် နေ့အိမ်သားရောက်နေလို့ဖုန်းဆက်လိုက်တာလေဟိုနှစ်ယောက်ကလည်းလာမလားမေးတော့မငင်းတာနဲ့ရောက်ချလာတာ ဟိုနှစ်ယောက်ကမလာသေးဘူးလား ငါတော့မှခဏနေငါတော့မလာရှန်ကောဝယ်လာတယ် နင်းဟာတပွဲတယ်လား ညစားလေဟဲ့ အော်နင်းတယောက်တည်းတော့လောက်ပါမလားမသိဘူးအော်ဟိုနှစ်ယောက်တော့လာပြီဒါတကယ်ချင်းလား
ကိုစောင့်အာနင်းတော့နောက်ကြတော့ မိတ်ကက်တွေပြင်နေရတယ်မယ်မိတ်ကက်တွေပြင်နေရမလား အေးနင်းတော့ ဟဲ့ဒါနဲ့ငါတို့ဒီနေ့အေးစိနေမယ်နော်ရရမလား အာလုံးဝနင်တို့အေးစိနေလို့ရရယ်နင်တို့ပြန်ကျင်တဲ့အချိန်မှာပြန်ဟာတတရပဲ ဒီလိုလိုစားရစားကြ အေးစားစားအမေ နင်မာလာရှင်းကတပွဲတဲ့လူစားနေပြီ ငါမပြရေးဝဲတာစားတော့မယ်နော် ငါတို့ကလာရှည်ပဲရင်တောက်နော် စားတော့အေးရွယ်တော့နေတော့ တားတို့သမီးတို့ရောက်နေကြတာ哦 ဟုတ်တယ်နိတော့ဒီမှာစုံမချင်းလာကြတာအဲ့နည်းနည်းစုမှာနော် ရပါတယ်ကွယ်ဟိုတားတို့သမီးတို့စားဖို့အတွက်အန်ဒီသွားချက်လာအောင်မနော် အနီဒီမှာမာလာရှန်ကောလေး ဟဲ့တွေးမနေနဲ့ငါအမေကိုအဲ့ကူမစားဘူးငါအမေကဒီအရာကြီးလဲကြိုက်မှလည်းမဟုတ်စားမှလည်းမဟုတ်ငါအမေကြိုက်တာအဲ့ပြီးရင်လည်းကြက်ရိုးပဲကြိုက်တာတွေးမနေ ကဲဟိုခလေးအေးစိနေကြအောင်နော်အဲ့ဒီဟင်းသွားချက်လာအောင်မယ် ဟဲ့တာနင်ငါကြည့်နေရကြပြီနော်နင်ဘာလို့အမေကိုဆိုမတရာသလိုလုပ်နေရလဲ ငါမတထားလို့ပြောတာမဟုတ်ပါဘူးဟာငါအမေဆိုမုန်းနေဝယ်လာတတ်တဲ့အချင်းရှိရဲအဲ့တော့ငါအမေကငါဝယ်လာလိုက်တိုင်းဟာမစားဘူးမကြိုက်ဘူးနဲ့အမြဲတမ်းညင်းနေတာအဲ့တော့ငါလည်းဝယ်မလာတော့ဘူးကအလုပ်ရှုပ်တယ်လေ တာကြီးအဲ့ဆိုမင်းမားနေပြီဗောတာကြီးကတကယ်တော့ငါတို့အမေရတယ်သူတို့မစားချင်လို့မကြိုက်ဘူးဆိုပြီးညင်းတာမဟုတ်ဘူးကွာငါလည်းအရင်တော့မင်းလိုပဲထင်ခဲ့ဘူးတယ်အမေတကယ်တော့လေအခုလိုအစားစားရရဈေးတက်နေတဲ့ခကြီးထဲမှာငါတို့အမေရတယ်အပိုသုံးမယ်အပိုစားမယ်ဆိုရင်တော့မှသူတို့တော့ဘယ်တော့မှမတွေးဘူးနော်မိသားစုအတွက်ကြည့်တယ်ငါတို့သားသမီးတွေအတွက်ကြည့်တယ်အဲ့ကြောင့်မင်းစိတ်ထဲမှာကွာအထင်ကြီးမှားနေပြီတာကြီးအမေ ခုနကနင်းလောက်ပေါ်မှာမကောင်းသိလားနဲ့နင့်မေဘယ်လောက်တောင်စိတ်ထိခိုက်သွားမလဲနင်းစဉ်းစားမိအနီဒီမှာမာလာရှန်ကောလေး ဟဲ့တွေးမနေနဲ့ငါအမေကိုအဲ့ကူမစားဘူးသူကအဲ့ကြိုက်တာလည်းမဟုတ်ဘူးသူကငန်းစော်နဲ့ငပိနဲ့ကြက်ရိုးလောက်ပဲကြိုက်တယ်တွေးမနေနဲ့မဝပါတကယ်ချင်း သားရအမားကပြင်းလို့ရမှာကွာနော် အဲ့ဆိုငါမျိုးကတတောင်းမှနိုင်ဘူး အေးသားဟေး မမေမမေတမ်းမဝပါလေမမေတမ်းမမေရဲ့မြေသားရေးစေတနာတွေကိုနားမလဲပဲဒါပြောခဲ့ပြီဒါတောင်းမှမမမေဒါခွင့်လို့ပါနော် ခုနပါတာလေးအဲ့ခုနပါ တာနောက်မပြောလို့မင်းက မမေသားလေးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေမိသားလေးကဒီစီဖူစီတီကဟော့ပေါ့လေးကိုကြိုက်တယ်ဆိုတော့စီဖူစီတီလိုမျိုးဟော့ပေါ့ဆိုင်ကြီးကြီးပိုင်ဆိုင်နိုင်ပါစေလို့မမေကစုမကောင်းတောင်းပေးပါတယ်ကွယ် ပေးလို့လည်းပြပါ Your luxury hotpot experience.